1996 ခုနှစ်တောင်အာဖရိကအထူးစစ်စင်ရေးဖွဲ့တစ်ဖွဲ့ကတောနက်ထဲကိုရောက်လာပါတယ်။သူတို့တွေမှာလက်နက်အပြည့်စုံပါလာပြီးတော့ကားတန်းတစ်ခုကိုနောက်ယောင်ခံပြီးလိုက်နေကြတာပါ။ကားတွေနာကပ်လာတာနဲ့သူတို့ကခြုံခိုတိုက်ခိုက်ကြပါတယ်။လုံခြုံရေးအဆောက်အအုံအားလုံးကိုနှိမ်နှင်းပြီးတဲ့နောက်မှာတော့သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲပြီးတော့ခေါ်ဆောင်သွားပါတယ်။ပညာရှင်တွေကိုခေါင်းစွပ်ဆွတ်ပြီးတော့ရဟတ်ယာဉ်ပေါ်ကိုတင်ခေါ်သွားပါတယ်။စစ်စင်ရေးပြီးတဲ့အခါမှာစစ်သားတွေကိုတန်းစီခိုင်းပြီးတော့မင်းတို့တွေဘယ်သူလဲဆိုပြီးတော့မေးတဲ့အခါမှာအားလုံးကကျွန်တော်တို့မသိပါဘူးဆရာဆိုပြီးတော့ပြန်ဖြေပါတယ်။ခေါင်းဆောင်ကစစ်စင်ရေးအောင်မြင်ကြောင်းပြောပြီးတော့အေဂျင့်တွေစီကပစ္စည်းကိရိယာတွေကိုပြန်သိမ်းလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာတော့ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့စစ်ဖက်ဆိုင်ရာအစည်းအဝေးတစ်ခုကျင်းပနေပါတယ်။ပျောက်ဆုံးနေတဲ့သိပ္ပံပညာရှင်တွေနဲ့အာဖရိကမှာကြာလာတဲ့ဥက္ကာပြန်ကြောက်ခဲအစိပ်ပိုင်းတွေအတွက်စိတ်ပူနေကြတာပါ။တကယ်လို့ကျူးကျော်သူတွေကသာအဲ့ဒီကြောက်ခဲရဲ့အစွမ်းကိုတိသွားရင်ကဘာကြီးကအန္တရာယ်ရှိနိုင်ပါတယ်။အေဂျင့်မိုဂန်ကတောင်အာဖရိကမှာအလုပ်လုပ်ဖူးတာကြောင့်မို့လို့သူနဲ့အေဂျင့်3ယောက်ကိုအဲ့ဒီကိုလွှတ်လိုက်ပါတယ်။အဲ့ဒီချိန်ဘုံရုပ်ကြီးကအငိမ့်စားယူတော့မှာပါ။သူ့ရဲ့လှုပ်ဖော်ကိုင်ဘက်ကဂုံပြူးနှုတ်ဆက်ရင်းနဲ့လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာပစ္စည်းတစ်ခုလက်ထဲထည့်ပေးလိုက်ပါတယ်။အေဂျင့်မိုဂန်နဲ့အတူတခြားကျေးစားလူမိုက်တွေပါလျှို့ဝှက်ပြီးတော့လွှတ်ထားပါပြီ။ယုံကြည်ပါဒါပေမဲ့စစ်ဆေးပါဆိုတဲ့စကားတိုင်းပေါ့။ဘိုးချုပ်ကသူ့ကိုပေးလိုက်တဲ့စာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာခမားရဲ့အစီအစဉ်အောင်မြင်ပါတယ်ဆိုပြီးတော့ရေးထားပါတယ်။အဲ့ဒီချိန်မှာဂျက်ကီချန်ကနိုးလာပါပြီ။ပျောက်ဆုံးနေတဲ့အေဂျင့်တွေကတယောက်ဖြစ်တဲ့ဂျက်ကီကရဟတ်ရင်ပြက်ကြမှုကြောင့်ဘာမှမမှတ်မိတော့ပါဘူး။ဌာနေတိုင်းရင်းသားလူရိုင်းတွေရဲ့တဲအိလေးထဲမှာသူနေရတာပါ။တဲတဲကနေဂျက်ကီထွက်လာတာကိုမြင်တော့လူရိုင်းတွေကဝမ်းသာအားရဖြစ်သွားကြပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကစကားလာပြောပြီးမယ်ဘသူမှအင်္ဂလိပ်လိုမတတ်ပါဘူး။ဂျက်ကီကိုနာမည်မေးတဲ့အခါမှာဂျက်ကီကဘာပြန်ဖြေရမှန်းမသိပါဘူး။သူ့နာမည်သူတောင်မမှတ်မိလို့ဟူးအမိုင်ဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။လူရိုင်းတွေကတော့အဲ့ဒါကိုနာမည်မှတ်ပြီးတော့သူ့ကိုဟူးအမိုင်ဆိုပြီးတော့ပဲခေါ်ကြပါတော့တယ်။ဂျက်ကီရဲ့ကျမ်းမာရေးပြန်ကောင်းလာပြီးတဲ့နောက်မှာအဲ့ဒီလူရိုင်းအဖွဲ့တွေကကောင်လေးတစ်ယောက်နဲ့တငယ်ချင်းဖြစ်သွားပါတယ်။သူတို့ဘာသာစကားတွေကိုလည်းသင်ယူပါတယ်။မျိုးပြနဲ့တူတဲ့နေရာကိုရောက်ဖို့ဘယ်လောက်သွားရလဲဆိုပြီးတော့ကောင်လေးကိုမေးကြည့်တဲ့အခါမှာကောင်လေးကကြောက်တုံးတွေပြစ်ချပြီးတော့သဲပုံကြီးကြီးကိုပြလိုက်ပါတယ်။ဒါကိုမြင်တော့ဂျက်ကီကစိတ်သက်ကြသွားပြီးတော့ငါကဒီမှာပဲတေရတော့မှာပါလားဆိုပြီးတော့တွေးမိသွားပါတယ်။ရွာကိုပြန်လာတဲ့လမ်းမှာချင်းသေးပေါက်စားတွေကိုတွေ့ပါတယ်။အရန်ချစ်ဖို့ကောင်းပေမဲ့ဘေးနားကလူရိုင်းကတော့မပြောပါဘူး။ဘာလို့လဲဆိုတော့ချင်းသေးအမကြီးရောက်လာလို့ပါ။ဂျက်ကီကနောက်ကျမှသတိထားမိသွားပြီးတော့တစ်ပင်မော်ကိုအပြေးတက်လိုက်ရပါတယ်။ကံကောင်းလို့ချင်းသေးမကြီးကလက်လက်မမိပဲနဲ့ပြန်ထွက်သွားပါတယ်။သူတို့ရွာကိုပြန်ရောက်တဲ့ခါမှာတော့ရွာသားတွေကတန်ငှက်ကြီးတစ်ကောင်ကိုတွေ့ထားတယ်ဆိုပြီးတော့ဂျက်ကီကိုပြောပြပြီးတော့ခေါ်သွားပါတယ်။တကယ်တော့အဲ့ဒါကဂျက်ကီကိုစီးလာပြီးတော့ပြက်ကျသွားတဲ့ရဟတ်ရင်ကြီးဖြစ်နေတာပါ။ရဟတ်ရင်ပြက်ကြီးကိုမြင်လိုက်တာနဲ့ဂျက်ကီကအတိတ်အကြောင်းတွေကိုပြန်သတိရလာပါတယ်။သိပ္ပံပညာရှင်တွေကိုပြန်ပြီးဆွဲခဲ့တာတွေသူနဲ့အတူတူပါလာတဲ့အေဂျင့်အကြောင်းတွေကိုပေါ့သူတို့တွေအခုဘယ်ရောက်နေလဲသူကရောဘယ်ရောက်နေရလဲသူကတကယ်ရောဘာတူလဲညနေဆောင်လာပြီဆိုတော့ရွာရဲ့ထုံးစံတိုင်းရိုးရပွဲလုပ်ဖို့အချိန်ကြပါပြီရွာသားတွေကမီးပုံပွဲလုပ်ပြီးကခုန်နေပါတယ်ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်ကြီးဖြစ်တဲ့ဂျက်ကီကလည်းဖိတ်ကြားခံရတာပေါ့အရန်စိတ်ဝင်စားဖို့ကောင်းပေမဲ့ဂျက်ကီခင်ဗျာတိတ်မကြည့်လိုက်ရပါဘူးဘာလို့လဲဆိုတော့ရွာကစစ်တီတွေပြေးဝင်လာပြီးတော့သတင်းပို့လို့ပါအပြင်မှာကားတန်းကြီးတစ်ခုရောက်နေပါတယ်ဂျက်ကီကတော့ဝမ်းသာသွားပါတယ်နောက်ဆုံးတော့မျိုးပြကိုပြန်ရတော့မယ်လေရွာသားတွေကသူ့ရဲ့ခရီးစဉ်ဖြောင်ပြူးဖို့အတွက်ဆူတောင်းပေးကြပါတယ်ရွာလူကြီးတွေကလည်းကံကောင်းဖို့အတွက်လက်ကောက်လေးတစ်ခုကိုလက်ဆောင်ပေးလိုက်ပါတယ်ဂျက်ကီကားတန်းစီကိုပြေးသွားတဲ့အခါမှာကားမောင်းသမားကမွေကိုက်ခံထားရပြီးတော့တေလူမျောပါဖြစ်နေတာကိုတွေ့လိုက်ပါတယ်ဂျက်ကီကအစိတ်ဆုပ်ထုတ်ပေးနေတော့မှကားပေါ်ကနေကောင်မလေးတစ်ယောက်ဆင်းလာပါတယ်အဲ့ဒီကောင်မလေးကဂျက်ကီကိုတွေ့တော့သူ့အကိုကိုကိုက်စားနေတဲ့လူရိုင်းလို့ထင်သွားရှာပါတယ်အခြေအနေကတော့တော်တော်ရဲရပါတယ်ဂျက်ကီကအစိတ်ပြေအောင်ဆေးရွက်တွေဝါစားထားတော့ပါဇက်တစ်ခုလုံးထုံပြီးတော့စကားမပြောနိုင်ရှင်းပြလို့မရဖြစ်နေပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူကလူကောင်းမှဆိုတာကိုလက်ဟန်ချေဟန်နဲ့ရှင်းပြလိုက်ရပါတယ်ပြီးတော့အုံသီးစိမ်းရီကိုသွေးကြောထဲသွင်းဖို့ဂျိတ်တစ်ခုဖန်တီးလိုက်ပါတယ်ဂျက်ကီကကားဝင်မောင်းပါတယ်တကယ်တော့ဒီကားတန်းကြီးကကားပြိုင်ပွဲအတွက်မောင်းနေကြတာပါဂျက်ကီကဒဏ်ရာရသွားတဲ့ပြိုင်ပွဲဝင်အစားဝင်မောင်းပေးပြီးတော့ပန်းဝင်သွားပါတယ်မွေကိုက်ခံရတဲ့လူကလည်းအသက်ရှင်သွားပါတယ်ဆရာဝန်တွေကတော့အံ့ဩလို့မဆုံးပါဘူးအုံသီးရီသွင်းပြီးတော့အသက်ကယ်တဲ့နီးကအထူးတပ်ဖွဲ့ဝင်တွေပဲတက်တဲ့နီးလေဒါပေမဲ့ဂျက်ကီကတော့စကားမပြောနိုင်သေးတော့အားလုံးကသူ့ကိုဒေသခံလူရိုင်းတစ်ယောက်လိုပဲထင်နေကြပါတယ်ဆရာဝန်ကထုံနာပြောက်အောင်ဆေးပေးပြီးတော့သူ့ရဲ့မှတ်ညက်နေပြန်ရဖို့မြို့ပေါ်ကဆရာဝန်စီကိုတွားဖို့ပြောလိုက်ပါတယ်။ကောင်မလေးကလည်းကျေးဇူးဆက်တဲ့အနေနဲ့ဂျက်ကီကိုမြို့ပေါ်ကိုလိုက်ပို့ပေးပါတယ်။အဲ့ဒီချိန်မှာအေဂျင့်မိုဂန်စီကိုဗိုလ်ချုပ်စီကနေဖုန်းဝင်လာပါတယ်။ပျောက်ဆုံးနေတဲ့ဂျက်ကီရဲ့ပုံတွေသတင်းစာထဲမှာပါလာလို့ပါ။တကယ်တော့စစ်စင်ရေးမှာပါတဲ့သူအားလုံးကတေးမရမှာပါ။ဂျက်ကီဆေးရုံရောက်နေတော့မှသတင်းတောက်တစ်ယောက်ကအင်တာဗျူးလာလုပ်ပါတယ်။ဆရာဝန်ကဂျက်ကီကိုစစ်ဆေးကြည့်တော့အုံနောက်တန်ရကြောင်းအတိတ်မိနေတာဆိုပြီးပြောပြပါတယ်။လူပြောက်တိုင်ဖို့အတွက်ရဲစခန်းကိုသွားခိုင်းပါတယ်ဂျက်ကီနဲ့ကောင်မလေးနှုတ်ဆက်နေတော့မှပဲဝစ်စုံပြေးဝစ်ထားတဲ့လူတွေရောက်လာပါတယ် CIA ကအေဂျင့်တွေပါဂျက်ကီကိုအခန်းတစ်ခုထဲကိုခေါ်သွားပြီးတော့မိုဂန်နဲ့တွေ့ပေးပါတယ်ဂျက်ကီကမိုဂန်ကိုမမှတ်မိပါဘူးမိုဂန်ကအခြေအနေကိုအကဲခတ်ကြည့်တော့ဂျက်ကီကဘာမှမမှတ်မိတာသိကြသွားပါတယ်ဒါကြောင့်မိုဂန်ကဒါငါတို့ရှာနေတဲ့သူမဟုတ်ဘူးဆိုပြီးတော့လိန်ပြောပြီးတော့ဂျက်ကီကိုပြန်လွှတ်လိုက်ပါတယ်ဒါပေမဲ့ကွယ်ရမှာတော့ဂျက်ကီကိုတတ်ဖို့လူတော်တော်မှငှားလိုက်ပါပြီ
။ဥက္ကပြန်စမ်းသပ်မှုတောင်အာဖရိကမှာတော့သိပ္ပံပညာရှင်တွေကိုတနက်နဲ့ချိန်ပြီးတော့ဥက္ကပြန်ကြောက်ခဲကိုစမ်းသပ်ခိုင်းနေပါတယ်။ဆက်တွေကဒဏ်မခံနိုင်ပါဘူး။မြို့ထဲမှာမီးတွေစပြတ်လာပါတယ်။နောက်တော့ကြောက်ခဲအစားနာတွေနဲ့စက်ပစ္စည်းတွေစပြီးတော့ပေါက်ကွဲလာပါတော့တယ်။သိပ္ပံပညာရှင်တွေကလည်းထွက်ပြေးပြီးတော့လွတ်မြောက်သွားကြပါတယ်။မြို့ထဲမှာလျှက်စစ်ပစ္စည်းတွေ TV တွေမီးကြိုးတွေအကုန်ပေါက်ကွဲကုန်ပါတယ်။ဂျက်ကီရောက်နေတဲ့ရဲစခန်းမှာကလည်းကွန်ပျူတာတွေပြတ်ကုန်ပါတယ်။ဒါပေမဲ့တာဝန်ကျရဲအရာရှိကနေရံမှာကတ်ထားတဲ့အလိုရှိသည်ဆိုတဲ့ပိုစတာမှာဂျက်ကီရဲ့ပုံကိုသတိထားမိသွားပါတယ်။မိနစ်အနည်းငယ်တွင်းမှာပဲလုံခြုံရေးအဖွဲ့ရောက်လာပြီးတော့ဂျက်ကီကိုခေါ်သွားကြပြန်ပါတယ်။ဒီနေရာကဂျက်ကီနဲ့ယဉ်နှီးနေသလိုပါပဲ။အဲ့ဒီမှာပဲဝစ်စုံအပြည့်နဲ့လူကဂျက်ကီကိုအရင်ကစစ်စင်ရေးအကြောင်းပြန်ပြီးစစ်မေးပါတော့တယ်။ဂျက်ကီရဲ့ခေါင်းထဲမှာအတိတ်ကပုံရိပ်တွေပြန်ပြီးဝင်လာပါတယ်။ရဟတ်ရင်ပေါ်မှာအေဂျင့်တွေတယောက်နဲ့တယောက်မိတ်ဆက်နေတဲ့ပုံရိပ်တွေပါ။အားလုံးကနိုင်ငံတီးတီးကလာကြတာပါ။ဂျက်ကီရဲ့လှည့်ရောက်တော့အခြေအနေတွေကရှုပ်ထွေးသွားပါတယ်။စစ်စင်ရေးခေါင်းဆောင်တွေကရဟတ်ရင်ကိုထိန်းချုပ်လို့မရအောင်ဖျက်ဆီးပြီးတော့ထွက်ပြေးဖို့လုပ်ကြပါတယ်။ပထမတစ်ယောက်ကလေဒီနဲ့ခုန်ချသွားပါတယ်။ဒုတိယတစ်ယောက်ကိုဂျက်ကီကလေဒီဂျိုကနေလှမ်းဆွဲထားလိုက်နိုင်ပါတယ်။ကျန်တဲ့အဖွဲ့သားတွေကလည်းဝိုင်းချုပ်ထားကြပါတယ်။ဒါပေမဲ့ဖမ်းမိတဲ့သူကဘာမှအတိအကျမပြောဘဲနဲ့ရဟတ်ရင်အပြင်ဘက်မှာတွဲလောင်းကြီးဖြစ်နေပါတယ်။ဂျက်ကီကသူတို့အားလုံးတေရတော့မယ်ဆိုတာသိလိုက်တာနဲ့ရဟတ်ရင်မော်ကနေခုန်ချလိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ပဲတစ်ကိုင်းတွေကသူ့ကိုအရှိန်ထိန်းပေးလိုက်တာပါ။အတိတ်ကိုတွေးနေတော့မှပဲလက်ရှိအခြေအနေမှာစစ်ဆေးနေတဲ့မင်းမြန်းသူကအတိပြန်ဝင်အောင်လုပ်လိုက်ပါတယ်။မင်းဘသူလဲဆိုတော့မေးခွန်းကမပြောင်းလဲသေးပါဘူး။ဂျက်ကီကတက်တဲ့အနေနဲ့ passport အတု54ခုကိုထုတ်ပြလိုက်ပါတယ်။စစ်စင်ရေးမှာပါတဲ့သူ9ယောက်အတွက်တယောက်ကို6ခုစီလုပ်ထားတာပါ။စစ်ဆေးတဲ့သူကဂျက်ကီစီကသတင်းရဖို့နှီးမျိုးစုံသုံးမိမယ်ဂျက်ကီကတကယ်ကိုဘာမှမမှတ်မိတာပါ။နောက်ဆုံးတော့သူ့ကိုထိုးချိတ်ပြီးတော့ထွက်သွားပါတယ်။ဂျက်ကီကလည်းအချိန်မဖြုံးတော့ပါဘူး။လက်ထိတ်ခတ်ထားတဲ့ဂျားတွေကနေထွက်ပြေးပါတော့တယ်။တိုက်ခေါက်မှုပေါ်ကနေအောက်ကိုစွန့်စွန့်ဆာဆာဆင်းသက်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။ဂျက်ကီဟိုတယ်ကိုရောက်သွားပါတယ်။ဟိုတယ်မှာသူ့ကိုစောင့်နေတဲ့သူတွေရှိသလိုသတင်းတောက်မလေးကလည်းစောင့်နေပါတယ်။ဂျက်ကီကအင်တာဗျူးဖြေပေးမယ်။အခုစီးလာတဲ့တက်ဆီကရှင်းပေးပါဆိုပြီးတော့သတင်းတောက်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့အေဂျင့်မိုဂန်လွှတ်လိုက်တဲ့လူသမားတွေရောက်လာပြီးတော့သတင်းတောက်ကိုဖမ်းသွားပါတယ်။ဂျက်ကီကလည်းအဲ့ဒီအရှုပ်ထွေးတွေကနေလွတ်အောင်ပြေးရင်းနဲ့သတင်းတောက်ကိုပြန်ရှာတွေ့ပါတယ်။သူ့မကိုလူဆိုးတွေကကားထဲမှာလက်ထိတ်ခတ်ထားတာပါ။ဂျက်ကီကကားပေါ်ကိုတက်ပြီးတော့ကားဆက်နှုတ်ဖို့ကြိုးစားနေတော့မှသူအရင်ကကဲခဲ့မှုတဲ့ဂျပန်မှာလေးယူကီကားမောင်းပြီးတော့ရောက်လာပါတယ်။ဂျက်ကီကယူကီကိုပဒင်းပေါက်ကနေပြီးဆွဲသွင်းပြီးတော့ကားမောင်းခိုင်းပါတယ်။သူတို့နှစ်ယောက်လူဆိုးတွေရဲ့လက်ကနေပြီးတော့လွတ်အောင်ဈေးတန်းထဲကိုဖြတ်မောင်းပြီးတော့ထွက်ပြေးကြပါတယ်။လမ်းမှာတွေ့ရတယ်တော့အကုန်တိုက်မိကုန်တာပေါ့။ရဲတွေရောလူဆိုးတွေပါလိုက်ဖမ်းနေတဲ့ကြားထဲမှာသူတို့ကားပါကင်တစ်ခုမှာပုံလိုက်ကြပါတယ်။ဒါပေမဲ့ပိတ်မိသွားပြီးတော့အန်ဒီရများတဲ့စတန်ခွက်တွေလှုပ်ပြီးတော့ထွက်ပြေးရပြန်ပါတယ်။တိုက်ခေါက်မှုပေါ်ရောက်တော့ကားမောင်းကျွမ်းကျင်တဲ့ယူကီကြောင့်လူဆိုးတွေကားမောင်းလူနေပါဖြစ်သွားပါတယ်။အဲ့ဒီချိန်ဂျက်ကီကလူသားဆန်တဲ့စိတ်ဓာတ်ကိုပြခဲ့ပါတယ်။သူ့ကိုခုနကတတ်ဖို့လိုက်လာတဲ့လူဆိုးတွေပြုတ်ကျမလို့ဖြစ်နေတာကိုသူကပဲပြန်ဆွဲတင်ပြီးကယ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဘယ်သူမှမလိုက်နိုင်တော့ပါဘူး။ဘေကင်းတဲ့နေရာကိုရောက်တော့ဂျက်ကီကသူတက်လိုက်မိတဲ့အေဂျင့်တယောက်ရဲ့အိတ်ကိုဖွင့်စစ်ကြည့်ပါတယ်။အဲ့ဒီထဲမှာတော့စာရွက်တရွက်တွေ့ပါတယ်။ရင်မောင်း12ဦးတဦးပြုတ်ကျဆိုတဲ့လှို့ဝက်ကုတ်ကိုရေးသားထားတာပါ။ဂျက်ကီကဘာမှမသိပါဘူး။စိတ်ပြက်လက်ပြက်နဲ့ကုန်းမြင့်မော်ကိုတက်ပြီးတော့ငါဘာတူလဲဆိုပြီးအော်ဟစ်လိုက်ပါတယ်။သူတို့နားနေတော့မှာပဲသတင်းထောက်ခရစ်စတင်ကအဲ့ဒီကုတ်ကိုအဖြေဖော်နိုင်သွားပါတယ်။အဲ့ဒါကတော့မြို့တစ်မြို့စီကကုမ္ပဏီရဲ့ဖုန်းနံပါတ်တစ်ခုဖြစ်နေတာပါ။သတင်းတောက်ခရစ်စတင်ကတခုခုထူးဆန်းနေပါတယ်။သူမကဓာတ်ပုံရိုက်မခံနိုင်မဲနဲ့ညင်းနေတာပါ။ဒီကြားထဲမှာတက်တေအထောက်ထားတွေကနယ်သာလန်နိုင်ငံကမြို့တစ်မြို့ကိုညွှန်ပြနေပါတယ်။အသက်ခံလိုက်ရတဲ့ရဟတ်ရည်မှုစီကတွေ့တဲ့မိချင်းနဲ့အဲ့ဒီမြို့ကစားတောက်ဆိုင်တစ်ခုကမိချင်းနဲ့တူနေလို့ပါ။ဂျက်ကီက CIA ကသူ့ကိုပေးထားတဲ့ဖုန်းကတ်ကိုသုံးပြီးတော့မိုဂန်စီကိုဓာတ်ရိုက်ဖုန်းဆက်ကြည့်လိုက်ပါတယ်။မိုဂန်ကိုသူ့ဘက်တော်သားလို့ထင်နေတာပါ။ဂျက်ကီကသူရှိတဲ့နေရာကိုပြောပြပြီးတော့အကြံဉာဏ်တောင်းပါတယ်။တိုက်ဆိုင်မဲမိုဂန်ကဂျက်ကီရှိနေတဲ့စားတောက်ဆိုင်ရဲ့မျက်စောင်းတို့ကအဆောက်အုံထဲမှာရောက်နေတာပါမိုဂန်ကဂျက်ကီကိုတတ်ဖို့သူ့လူတွေကိုအမိန်ပေးလိုက်ပေမဲ့ဗိုလ်ချုပ်ကတော့သူ့စီကိုပဲခေါ်လာဖို့ပြောလိုက်ပါတယ်မိုဂန်ကဂျက်ကီကိုဖုန်းထဲကနေဘသူ့ကိုမှမယုံနဲ့လို့ပြောပြီးတော့ဖုန်းချလိုက်ပါတယ်အဲ့ဒီချိန်မှာဂျက်ကီကခရစ်စတင်းရဲ့လက်ကိုက်အိတ်ထဲကအနီရောင်မီးလေးလင်းနေတာကိုသတိထားမိသွားပါတယ်သူမကဖုန်းပြောတာတွေကိုခိုးနှောင်းထောင်ပြီးတော့အတန်ဖမ်းနေတာပါဒါတွေမကသေးပါဘူးသူမနားမှာတက်ထားတဲ့နှကြက်ကလည်းအကုန်လုံးကိုအတန်ဖမ်းနေတာဖြစ်ပါတယ်သူမဓာတ်ပုံရိုက်မခံတဲ့အကြောင်းရင်းကလည်းသူမရဲ့ကင်မရာကတကယ်တော့တနက်ဖြစ်နေလို့ပါဂျက်ကီတယောက်အရန်ထိတ်လန့်သွားပြီးတော့ဘာတွေဖြစ်နေမှမသိတော့ပါဘူးခရစ်စတင်းကတော့သူမက CIA အေဂျင့်တယောက်ဖြစ်ကြောင်းနဲ့ဂျက်ကီဘက်ကဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်ပြီးတော့ဂျက်ကီအခုဖုန်းဆက်လိုက်တဲ့မိုဂန်ကိုသာတကယ်ကြောက်တင်တာဆိုပြီးတော့သတိပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမိုဂန်ရဲ့လူတွေကစားတောက်ဆိုင်တွေကိုပြေးဝင်လာကြပါတယ်ဂျက်ကီကခရစ်စတင်းကသူ့ကိုထောင်ဖမ်းတယ်လို့ထင်ပြီးတော့ထွက်ပြေးသွားပါတော့တယ်လမ်းမှာလိုက်ဖမ်းနေတဲ့ကြားတွေကသူများအိမ်ကခွေးလေးတစ်ကောင်ကိုတောင်းကယ်ခဲ့ပါသေးတယ်ဂျက်ကီကမိုဂန်စီကိုဖုန်းပြန်ဆက်တဲ့အခါမှာမိုဂန်ကသူ့ဘယ်မှာလဲဆိုတာကိုပဲစုံမင်းနေလို့ဂျက်ကီလန့်သွားပါတယ်ဒါကြောင့်ကျွန်တော်မသိဘူးလို့ပြန်ဖြေပြီးတော့ဖုန်းကတ်ကိုအဲ့မှာပဲထားခဲ့လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဗိုလ်ချုပ်နဲ့မိုဂန်တို့ကအုတ်ကပြန်ကြောက်ခဲအယောင်းဝယ်ကိစ္စကိုဆွေးနွေးနေတာပါအယောင်းဝယ်ပြီးသွားရင်သိပ္ပံပညာရှင်တွေကိုပါတက်ပစ်ဖို့ဆုံးဖြတ်ထားတာပါဂျက်ကီကတော့သူတို့ရှိနေတဲ့အဆောက်အုံတွေကိုခိုးဝင်သွားပြီးတော့လေဝင်ပေါက်ကနေတဆင်သူတို့ပြောတာတွေကိုချောင်းကြည့်ပြီးတော့ခိုးနှောင်းထောင်နေပါတယ်သိပ္ပံပညာရှင်တွေကတော့ဒီကြောက်ခဲကလူသားတွေအတွက်အကျိုးရှိမဲ့စွမ်းရည်တွေထုတ်ပေးနိုင်လိမ့်မယ်ဆိုပြီးတော့ပျော်ပျော်ကြီးရှင်းပြနေတာပါ
ဒါပေမဲ့ဝယ်မဲ့သူတွေကတော့ဒီကြောက်ခဲရဲ့ပြင်းထန်တဲ့စွမ်းအားကိုသုံးပြီးတော့အဖြတ်စွမ်းအားပြင်းတဲ့လက်နက်တွေလုပ်ဖို့ကိုပဲစိတ်ဝင်စားနေကြတာပါဝယ်ယူမဲ့သူကကွန်ပျူတာထဲကို DVD တစ်ချက်ထည့်လိုက်တဲ့အခါမှာဘဏ်အကောင့်ထဲကငွေတွေအကုန်လုံးပေါ်လာပါတယ်သူကငွေပေးချိန်မှုလုပ်ပြီးတော့ခဏဆောင်နေတော့မှဂျက်ကီကလေဝင်ပေါက်ကနေပြီးတော့ခုန်ဆင်းလိုက်ပြီးတော့အဲ့ဒီ disk ကိုခိုးယူလိုက်ပါတယ်ဒါတွေမကသေးပါဘူးဂျက်ကီကစိတ်ကူးပေါက်တာနဲ့ဒီအယောင်းဝယ်ကရမဲ့ငွေအမြောက်များကိုကလေးတငယ်ကယ်တဲ့ရေးရန်ပုံငွေအဖွဲ့တဲကိုလွှဲပေးလိုက်ပါတော့တယ်ဒါကတကယ်ကိုကောင်းမွန်တဲ့ယင်းနှမြုပ်နေမှုပါပတ်စံနေပျောက်သွားပြီးတော့အယောင်းဝယ်ပြတ်သွားတာကိုတိလိုက်တာနဲ့ကျေးစားစစ်သားယာနဲ့ချီပြီးတော့အဆောက်အုံတစ်ခုလုံးဂျက်ကီကိုလိုက်ရှာကြပါတော့တယ်ဂျက်ကီပြေးနေတော့မှပဲမိုဂန်နဲ့ပြန်တွေ့ပါတယ်မိုဂန်ကသူ့ကိုယုံအောင်ထပ်ပြောပြီးတော့လိမ်မြန်ပါတယ်ဂျက်ကီကခဏတော့ယုံတယ်လို့နဲ့သူ့ကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကင်ထားတဲ့တနက်ထဲကကြည်စံတွေကိုလျှို့ဝှက်ထုတ်လိုက်ပြီးတော့မိုဂန်လက်ထဲကိုထည့်ပေးလိုက်တာပါမိုဂန်ကတနက်ကိုရတာနဲ့ဂျက်ကီကိုချက်ချင်းချိန်လိုက်ပါတယ်ဒါကမိုဂန်လုံးလိုက်မိတဲ့အမှားပါဂျက်ကီကမိုဂန်ကိုထိုးကျိတ်ပြီးတော့တိုက်ခေါက်မှုပေါ်ကိုထွက်ပြေးသွားပါတယ်တိုက်ခေါက်မှုပေါ်မှာတော့ကျွမ်းကျင်တဲ့တိုက်ခိုက်သမားတွေကဂျက်ကီကိုဝိုင်းထားပါတယ်ပထမတစ်ယောက်ကအရန်တန်မာပြီးမြန်ပေမဲ့ဂျက်ကီကပို့ပြီးတော့ပါနှက်ပါတယ်သူတို့နှစ်ယောက်ပေါင်းပြီးတော့တိုက်ခိုက်တာကိုလည်းဂျက်ကီကအနိုင်ယူလိုက်ပါတယ်နောက်ဆုံးမှာတော့ဂျက်ကီကဒေါင်းပိတ်မိသွားပြီးတော့မှန်နဲ့လှုပ်ထားတဲ့အမိုးစိုးကြီးပေါ်ကနေရှော့တိုက်ပြီးဆင်းချလိုက်ရပါတယ်အောက်နားကိုရောက်တော့မှန်ကိုခွဲဖို့ကြိုးစားတဲ့အခါမှာလက်သီးနဲ့ထုတ်လို့မရတာကြောင့်လူရိုင်းရွာကပေးလိုက်တဲ့လက်ကောက်လေးနဲ့မှန်ကိုထုခွဲလိုက်ပါတယ်အောက်မှာတော့မိုဂန်ကထွက်ပြေးဖို့ကြိုးစားနေတာကိုဂျက်ကီကတွေ့သွားပါတယ်ဂျက်ကီတယောက်ခရစ်စတင်းနဲ့ပြန်တွေ့ပြီးတော့ကားသေးတစ်စီးနဲ့လိုက်ကြပါတယ်ကားကနှေးလွန်းလို့ဂျက်ကီကစိတ်ပူပြီးတော့မြန်မောင်မှုပြောပေမဲ့ခရစ်စတင်းကတော့အေးဆေးပါပဲအခုပလန်ဘီစတော့မှမို့လို့ပါဝတ်စုံမြေဝတ်ထားတဲ့လူအုပ်ကြီးအဆောက်အဦထဲပြေးဝင်လာတာကိုဂျက်ကီကမြင်တော့ဒါကပလန်ဘီလားဆိုပြီးမေးလိုက်ပါတယ်ခရစ်စတင်းကဒါကပလန် A ပဲရှိသေးတယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ပလန် B ဆိုတာကတော့လမ်းတွေအားလုံးကိုပိတ်လိုက်ပြီးတော့တရားကိုမတင်လိုက်တာပါ CIA agent တွေယာနဲ့ချီရောက်လာပြီးတော့ထွက်ပြေးဖို့ကြိုးစားနေတဲ့မိုဂန်ကိုဖမ်းမိသွားပါတယ်မိုဂန်ဖမ်းခံလိုက်ရပြီဖြစ်လို့ဂျက်ကီရဲ့ကိုရေးချက်လက်တွေပြန်ရတော့မှာပါအဲ့ဒီ disk ကိုတော့ဂျက်ကီကမြစ်ထဲကိုလွှတ်ပစ်လိုက်ပါတယ်သူအခုဘယ်သွားမှလဲအာဖရိကကိုပြန်သွားမှာပါဘာလို့လဲဆိုတော့သူ့တငယ်ချင်းကောင်လေးကိုအိမ်မြောင်ပြန်ပေးမယ်ဆိုပြီးတော့ဂရီပေးထားခဲ့လို့ပါပဲဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုစတိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလေ like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ